ရှိတော့ငါအေယာရီမြေကမ်းဘေးကရွာလေးတရွာမှာဖိုးထောင်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိတဲ့ဖိုးထောင်ကမိဘနှစ်ပါးမရှိတော့ပေမဲ့သူ့ရဲ့ဘိုးဘွားပိုင်လက်ကွက်ကလေးမှာစပားလေးဆိုင်မြစ်ထဲမှာငါးလေးဖမ်းရင်အေးချမ်းချမ်းနေထိုင်ပါတယ်သူ့မှာအခြားသူတွေလိုရွှေငွေတွေမရှိပေမဲ့သူ့ရဲ့နှလုံးသားကတော့ရွှေထွက်တောင်ဝင်းပနေပါသေးတယ်ဒီနေ့မှာတော့မိုးသက်လေးပင်တွေပြင်းပြင်းထန်ထန်ကျပြီးတဲ့နောက်ဖိုးထောင်ကသူ့ရဲ့လေတော်လေးတွေကိုထွက်လာခဲ့တယ်။အဲဒီမှာထူးထူးဆန်းဆန်းအတန်လေးတစ်ခုကြားလိုက်ရတယ်။အားနေလုံးနဲ့စာကလေးတစ်ကောင်ရဲ့အော်နေတဲ့အတန်လေးပေါ့။လိုက်ရှာကြည့်လိုက်တော့ရှုံးဘက်တွေကြားမှာတောင်ပန်တစ်ဖက်ကျိုးနေတဲ့စာကလေးမလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်။ဖိုးထောင်ကတနာလုံးလို့သူ့ရဲ့လက်ဖွားလေးပေါ်တရုတ်တရတင်လိုက်ပြီးမကြောက်နဲ့တော့ငှက်ကလေးကိုကြီးဖိုးထောင်မင်းကိုကူညီပေးမယ်လို့ချုံမော်ပြောပြီးအင်ကိုခေါ်လာခဲ့တယ်။အိမ်ရောက်တော့ဖိုးထောင်ကသူ့မှာရှိတဲ့စကွဲလေးတွေကိုကြိတ်ပြီးတော့ကျွေးတယ်။မြစ်ထဲကတန်ရှင်းတဲ့ရေလေးတွေကိုတိုက်တယ်။တောင်ပန်လေးကိုလည်းဆေးမီတိုလေးတွေနဲ့တေချာစီးနှောင်ပေးပြီးအိပ်ယာလေးလှုပ်ပေးထားခဲ့တယ်။တစ်လားလောက်ကြာတဲ့အခါမှာတော့ငှက်ကလေးဟာပြန်တန်းနိုင်သွားပြီဖြစ်ပါတယ်။ငှက်ကလေးကဖိုးထောင်ရဲ့ပခုံးပေါ်မှာနားပြီးကျေးဇူးတင်တဲ့အနေနဲ့ဒေးသချင်းလေးတီးဆိုပြတယ်။ပြီးတော့တောက်ပနေတဲ့ဖယုံစိတ်တစ်စိတ်ကိုဖိုးထောင်ရဲ့လက်ထဲကိုချပေးပြီးကောင်းကင်ပြားတဲ့ကိုပြန်တန်းသွားလေတော့တယ်။ဖိုးထောင်ကအဲ့ဒီအစီကိုသူ့အိမ်ရှိမှာစိုက်လိုက်တယ်။ထူးဆန်းတာကနောက်တနေ့မနက်မှာပဲဖယုံနွယ်တွေကတအိမ်လုံးကိုလွှမ်းခြုံသွားပြီးတော့အီယာမဖယုံသီးကြီးတစ်လုံးတီးလာတာပါပဲ။ဖိုးထောင်ကဒီဖယုံသီးကြီးကငါ့အိမ်လောက်တောင်ရှိနေပါလားဆိုပြီးအန်အော်တကြီးနဲ့ခွဲလိုက်တဲ့အခါဘုံကနေဆိုတဲ့အတန်ကြီးနဲ့အတူဖယုံသီးတဲ့ကနေရွှေရင်းကားတွေနဲ့အဖိုးတန်ကြောက်တန်ပရံများတွေဟာအိမ်တအိမ်လုံးပြည့်ရှံအောင်ထွက်ကြလာတော့တဲ့ဖိုးထောင်ဟာအမတန်ချမ်းသာသွားပြီးတော့တရွာလုံးမှာအလူတန်းပေးနိုင်ဆုံးတထေးလေးဖြစ်သွားတော့တဲ့ကွယ်ထောင်မြင်တဲ့ရွာလူချမ်းသာဦးရွှေပင်ကမနာလို့ဖြစ်သွားတယ်သူကငါလဲဖိုးထောင်လိုချမ်းသာအောင်လုပ်မယ်ဆိုပြီးတောထဲသွားပြီးတော့ငှက်တကောင်ကိုပိုက်ကွန်နဲ့ဖမ်းပြီးတော့တောင်ပန်ကိုတမင်တကာချိုးလိုက်တယ်ကဲငှက်လေးငါဆေးကုပေးမယ်ငါ့ကိုရွှေပေးရမယ်နော်လို့အတင်းချက်ပြောပြီးကုပေးတဲ့အောင်ဆောင်တယ်ငှက်ကလေးကအစေတစေပေးတဲ့အခါမှာတော့ဦးရွှေပင်ဟာပျော်ကြီးပျော်ပြီးအိမ်ကိုပြန်ပြီးတော့စိုက်တဲ့ကွယ်ဒါပေမဲ့သူ့ဖယုံသီးကြီးကိုခွဲလိုက်တဲ့အခါမှာတော့ရွှေတွေထွက်မလာပဲခြင်တွေရင်ကောင်တွေနဲ့နန်းစော်နေတဲ့ရွှွညွန်တွေသာထွက်လာပြီးဦးရွှေပင်တကူလုံးအနံ့သက်တွေဆွဲသွားတဲ့ကွယ်အဲ့ဒီကနောက်ပိုင်းသူ့အပြင်ထွက်ရင်နန်းစော်လုံးလို့တရွာလုံးရဲ့လောင်ပြောင်ခြင်းကိုခံရတော့တာပေါ့ကွယ်ကလေးတို့ဒီပုံမြင်လေးကဘာကိုပြောပြတယ်လဲဆိုရင်စစ်မှန်တဲ့စေတနာကသာကောင်းကျိုးကိုပေးစွမ်းနိုင်ပြီးတော့အနာလိုစိတ်နဲ့အတူရောင်လုပ်တဲ့သူကတော့ဆိုးကျိုးကိုပဲခံစားရမယ်ဆိုတာကိုသင်ခန်းစာပေးနေပါတယ်ကွယ်